မင်္ဂလာပါကျမဒေါ်ခိုင်ထွန်းပါကျမဒရုံမြို့နယ်ရဲ့ဒေသဖွံ့ဖြိုးရေးစီစဉ်မန်နေဂျာဖြစ်ပါတယ်အခုငရင်တန်ကြောင့်မလို့ဒရုံမြို့နယ်အစိုးရစာထိခိုက်ခံစားရပါတယ်အခုလက်ရှိကျမရောက်နေတဲ့နေရာကတော့ဒီမြို့ပေါ်ရက်ွက်တွေကအစိုးရဆုံးထိခိုက်ခံစားရတယ်ရက်ွက်နှစ်ကိုကျမရောက်ရှိနေတာဖြစ်ပါတယ်အခုရက်ွက်နှစ်မှာအိမ်အောင်တွေအိမ်တွေပြိုပြက်ပြီးတဲ့ခါကျတော့နေလို့မရတဲ့အိမ်တွေမှာဖုန်းကြောင်းမှာလာပြီးတဲ့ခါကျတော့တဲဖို့နေတဲ့မိသားစုတွေကိုကျမတို့ World Vision နေနဲ့ထမအောင်ဆုံးကယ်ဆယ်ရေးပစ္စည်းတွေပံ့ပိုးပေးတာဖြစ်ပါတယ်ကျမတို့အိမ်ချင်အောင်ဖြာဆောင်နဲ့ကျမတို့သက်ရှိအတွက်တပွေသုံးသက်ရှိအတွက်သားတိုက်စေးဆက်ပြအဲ့ဒါစပြီးတော့ဖြန့်ဖြူးပေးနေရဖြစ်ပါတယ်ကျမတို့ဒီဒရုံမြို့နယ်ထဲမှာသေဆုံးသူ150လောက်ခန့်မှန်းခြေရှိပါတယ်နောက်ပြီးတဲ့ခါကျအိမ်ပြိုပြက်တဲ့ထိခိုက်ခံစားမှုတွေကကျမတို့အိမ်800ကျော်ရှိပါတယ်အဲ့ခါကျကျမတို့ဒီကယ်ဆယ်ရေးပစ္စည်းကကျမတို့ဒါစတင်ဝေလာပဲဖြစ်ပါတယ်ဒါပေမဲ့လို့ကျမတို့မလုံလောက်သေးပါဘူးနိုင်ငံတကာအလူငွေတွေဆက်လက်ပြီးခါကျရရှိပြီးတော့ဒီတက်မကပူပြီးထိထိရောက်လှုပ်ဆောင်နိုင်မှုမျှော်မှန်းပါတယ်အဓိကဒီမှာတော့လက်ရှိလိုအပ်နေရတော့တောက်ရည်ပေါ့နော်တောက်သုံးရည်ပြက်လက်နေပါတယ်တောက်သုံးရည်လိုအပ်နေတဲ့အတွက်ကြောင့်မလို့ရေးပေါ်ကယ်ဆယ်နိုင်ဖို့အတွက်ကျမတို့စူးစမ်းနေပါတယ်ကျေးဇူးတင်ပါတယ်